ရဏဂုံနဲ့သီလနဲ့ကလူပြည်နတ်ပြည်တန်မြာနဲ့ပြောမယ်ဆိုရင်လူပုံနတ်ပုံပဲရောက်နိုင်တယ်ပြမဘုံမရောက်ဘူးမေတ္တာပွားလိုက်လို့ရှိရင်ဇံရပြီဆိုရင်ပြမဘုံထီအောင်ရောက်တယ်ပေါ့သူတို့ဆိုလို့ပေါ့အဆင်ကြီးကလည်းကွာသွားတယ်ဒါဖြင့်အဲ့ဒီမေတ္တာဘာဝနာပွားတဲ့သမထကျင့်စဉ်နဲ့ပို့ပြီးတော့တန်ဖိုးရှိတာရှိသေးလားလို့ဆိုရှိတာပေါ့တဲ့အမြင့်ဆုံးကတော့ဘာလို့ဆိုလက်ဖြောက်တတိအချိန်လေးမှပဲမမြဲဘူးဆိုတဲ့အမှတ်တင်ညာလေးဆိုလိုတာကဝိပဿနာတရားကိုအထောက်လိုက်ပါအရာခဏိဟာထာဝရပြောင်းလဲနေတဲ့အရာတွေသာဖြစ်တယ်ဘယ်အရာမှမတည်မြဲဘူးဆိုတာလေးကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာဆွဲမြဲစွာမှတ်သားပြီးအသိဉာဏ်နဲ့စဉ်းကျင်စဉ်းစားပါဝိပဿနာတရားအထောက်ပါလို့ဆိုမမြဲတဲ့သဘာဝကိုစဉ်းကျင်စဉ်းစားနိုင်တဲ့ဝိပဿနာဉာဏ်ရပြီဆိုရင်တော့အဲ့ဒီကုသိုလ်ကတော့အကောင်းဆုံးပဲဘာကြောင့်ကောင်းလို့ဘုန်းကြီးတို့လိုက်တွေးလိုက်တဲ့အခါနိဗ္ဗာန်နဲ့အနည်းဆုံးရောက်သွားလို့ကောင်းတယ်လို့ပြောအားလုံးကနိဗ္ဗာန်ကိုဥတည်သွားနေတာအနေဆန်းတင်ညာမှာပေါ်ရပဲနဲ့နိဗ္ဗာန်ကိုရောက်တဲ့နည်းမရှိဘူးဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေမျှော်မှန်းကြတဲ့နိဗ္ဗာန်ချမ်းသာကိုပို့ဆောင်ပေးနိုင်တဲ့အနိကဆုံးစောင်းနှံလေကားကြီးဟာဝိပဿနာတရားပဲဖြစ်တယ်။မြဲတယ်ဆိုတဲ့အရာတစ်ခုမှရှာမတွေ့ဘူး။အားလုံးဟာထာဝရပြောင်းလဲနေတဲ့မမြဲတဲ့အရာပဲလို့ဆင်ញင်သုံးသပ်နိုင်ပြီဆိုလို့ရှိရင်တော့တေချာပေါ့ဒီကုသိုလ်ဟာအမြတ်ဆုံးပဲ